မင်္ဂလာပါ Movie Crazy ပရိသတ်တို့ရေဒီနေ့မှာတော့ကဘာကြီးပျက်စီးသွားပေမဲ့လပေါ်မှာတယောက်တည်းကြံခဲ့တဲ့ကန်ဆိုးသူဒါမှမဟုတ်ကန်ကောင်းသူတယောက်အကြောင်းပြောပြပေးမှာပါ2049ခုနှစ်မှာကဘာကြီးကိုပိုင်အာလို့ခေါ်တဲ့ဂျိုးသိန်ကြီးတစ်ခုကဝင်းတိုက်ထိုးလာနေပါတယ်ဒါဟာလူသားမျိုးနွယ်တစ်ခုလုံးပျက်စီးသွားနိုင်တဲ့အန္တရာယ်ပါဒါကြောင့်ကမ္ဘာအစိုးရတွေပူးပေါင်းပြီးလပေါင်းမှာ Moon Shield ဆိုတဲ့စခန်းတစ်ခုကိုတည်ဆောက်ခဲ့ပါတယ်။အစီအစဉ်ကတော့လပေါ်ကနေနျူကလ িয়ার ထိပ်ဖူးတွေနဲ့အဲ့ဒီဂျိုးသိန်းကိုပစ်ချပြီးလမ်းကြောင်းပြောင်းပစ်ဖို့ပါ။ဒီစီမံကိန်းမှာလူပေါင်း3000ကျော်လပေါ်မှာအလုပ်လုပ်နေကြပါတယ်။အဲ့ဒီထဲမှာကျွန်တော်ရဲ့မင်းသားဒူးကူရွေ့လေတယောက်အပါဝင်ဖို့သူကတော့ဒီစီမန်ကိတ်မှာပြုတ်ပြင်ထိန်သိမ်းရေးသမားအဆင့်ပဲရှိပေမယ့်သူ့ရဲ့စိတ်ထဲမှာတော့ခေါင်းဆောင်မာလန်းစင်းကိုအယူအမူချစ်နေသူပါဒီနေ့မှာတော့မမျော်လင့်ပဲဂျိုသိန်းအပိုင်းစားနေကလဘော်ကိုအရင်ကျလာတဲ့အတွက်လူအားလုံးအရေးပေါ်ကဘာကိုပြန်ပြေးကြရပါတယ်အဲ့ဒီအချိန်မှာဒူးကူရဲကတော့သူ့ရဲ့နားချက်ကြီးတက်ပြီးတချင်းတွေအော်ဆိုရင်းမာလန်းစင်းစီချစ်စာရေးဖို့ပြင်နေတာကြောင့်အချက်ပေးတန်တွေကိုလုံးဝမကြားလိုက်ပါဘူးဒါဟာဒူးကူရဲတယောက်အတွက်အိမ်မက်ရှေကြီးတစ်ခုဖြစ်လာစေခဲ့ပါတယ်သူတတိချားမိတဲ့အချိန်မှာတော့အာကာသယင်ကြီးကကဘာကိုပြန်ဖို့ပြန်တက်သွားပါပြီသူအစွမ်းကုန်ပြေးလိုက်ပေမဲ့မမီးတော့ပါဘူးသူဟာလပေါ်မှာတယောက်တည်းကြံခဲ့ပါပြီအဲ့ဒီအချိန်မှာပဲပိုဆိုးတာကလကိုဝင်တိုက်မဲ့ဂျိုးသိန်းအပိုင်းစားတစ်ခုကလပေါ်ကနေလမ်းကြောင်းလွဲသွားပြီးကဘာမြေကိုတဲ့တဲ့ကြီးဝင်တိုက်လိုက်တာပါပဲဒူကူရွယ်ရဲ့မျက်စိရှေ့မှာတင်ကဘာကြီးတစ်ခုလုံးမီးဟုံဟုံတောက်ပြီးပျက်စီးသွားတာကိုမြင်လိုက်ရပါတယ်ငါမိသားစုငါတငယ်ချင်းတွေနဲ့ငါချစ်တဲ့မာလန်းစင်းတို့တော့မရှိတော့ဘူးငါကကဘာပေါ်မှာနောက်ဆုံးကြံခဲ့တဲ့လူသားပဲဆိုပြီးသူအယမ်းကိုဝမ်းနည်းသွားပါတယ်စိတ်တက်လက်တော်တော်လေးကြောသွားခဲ့ပါတယ်ဒါပေမဲ့သူမသိတာကမာလန်းစင်းတို့အပါဝေးလူသားတချို့ကကဘာမြေအရောက်မှာပုံအောင်ပြီးအသက်ရှင်နေကြဆဲပါသူတို့ကလည်းလဘော်ကဂျူကူနွဲ့ရဲ့လှုပ်ရှားမှုတိုင်းကို live camera ကနေမြင်နေရပါတယ်လပေါ်မှာတယောက်တည်းဖြစ်နေလို့စိတ်တက်ကြနေတဲ့ဒူကူရွေဟာနောက်ထပ်အသက်ရှင်ကြနေသူတယောက်ကိုတွေ့လိုက်ရပါတယ်အဲ့ဒါကတော့တခွဲခန်းထဲမှာကြံခဲ့တဲ့ဒေါသကြီးတဲ့ကန်ဂရူးကြီးပကီတိုပါပဲဒီကန်ဂရူးကရိုးရိုးမဟုတ်ပါဘူးအားကစားသမားတယောက်လိုအယမ်းတန်မာတာပါဒူကူရွေကသူ့ကိုအဖော်ရအောင်ချင်းကပ်ပေမဲ့ကန်ဂရူးကြီးကတော့သူ့ကိုရန်သူလို့ထင်ပြီးတရက်ဆက်ထိုးချိန်ပါတော့တယ်ဒီနေရာမှာသူတို့နှစ်ယောက်အစားအစာလူကြတာတွေဒူကူရွေကကန်ဂရူးကြီးကိုထောင်ချောက်ဆင်ပေမဲ့ကိုယ်တိုင်ပြန်မိတာတွေကအယမ်းကိုရဲရပါတယ်ဒီဟာတအခန်းတွေကိုကဘာပေါ်ကလူတွေက live ကြည့်နေရတာမို့ဒူကူရွေဟာမတိလိုက်ပဲနဲ့ကဘာကျော်လူရွှင်တော်ကြီးဖြစ်နေပါတော့တယ်တနေ့မှာတော့သူဟာကဘာပေါ်ကနေလွတ်လိုက်တဲ့အလင်းတန်းတွေကိုမြင်လိုက်ရပါတယ်ကဘာကြီးမပြတ်စီးသေးဘူးဆိုတာသိလိုက်ရတဲ့အချိန်မှာသူ့ရဲ့ရှင်သန်လူစိတ်တွေပြင်းနိုးကြလာပါတယ်သူဟာအရင်ကပျက်စီးနေတဲ့အာကာသယာဉ်ကိုပြင်းပြီးကဘာကိုပြန်ဖို့ကြိုးစားပါတယ်ဒါပေမဲ့အပိုးပစ္စည်းတစ်ခုကအရင်ဝေးတဲ့တခြားစခန်းမှာရှိနေတာပါသူဟာကန်ဂရူးကြီးကိုယထာလုံးလိုဆွဲဟိုင်းပြီးလမ်းမင်းတစ်ပြင်ပေါ်မှာခရီးရှည်ကြီးထွက်ခဲ့ပါတယ်ဒီခရီးမှာသူတို့နှစ်ယောက်ဟာရန်သူတွေအဖြစ်ကနေအကောင်းဆုံးတငယ်ချင်းတွေဖြစ်သွားကြပါတယ်နေရောင်ကြီးနောက်ကိုအမိလိုက်ရင်းအေးခဲမတရားရုန်းကန်ရတဲ့အခန်းတွေကတော့တကယ်ကိုစိတ်လှုပ်ရှားစရာပါအဲ့ဒီလိုကြိုးစားနေရင်လည်းကန်ဂရူးကြံခဲ့တဲ့အခန်းနဲ့သွားပြေခေါ်တဲ့အခန်းက admin aggress စိတ်အထိခိုက်ဆုံးအပျော်ရွှင်ဆုံးအခန်းပါပဲနောက်ဆုံးမှာတော့သူကဘာကိုပြန်ဖို့ရင်ကိုပြင်လို့ပြီးသွားပါပြီဒါပေမဲ့ကံကြမ္မာကရက်ဆက်ပါတယ်နောက်ထပ်အေယာမဂျိုသိန်းကြီးတစ်ခုကကဘာကိုတိုက်ဖို့လာနေပြန်ပါတယ်အဲ့ဒီဂျိုသိန်းကိုတားဆီးဖို့အတွက်ဒူကူရွက်စီမှရှိနေတဲ့နျူကလ িয়ার နဲ့တွားတိုင်းမှရပါမယ်ဒါဟာတလန်းတွားခရီးပါသူကဘာကိုပြန်ရင်ကဘာကြီးပျက်စီးမယ်သူကိုစသေးရင်ကဘာကြီးရှင်ထန်မယ်သူဟာမာလန်စင်းကိုနှုတ်ဆက်ပြီးဂျိုသိန်းစီကိုဥတီမောင်းနှင်သွားပါတော့တယ်အာကာသထဲမှာလှပတဲ့ပောက်ကွဲမှုကြီးဖြစ်သွားပြီးသူဟာကဘာကြီးကိုကယ်တင်နိုင်ခဲ့ပါတယ်
သူဟာလပေါ်မှာတယောက်တည်းကြံခဲ့တဲ့လူကနေကဘာကြီးရဲ့အကြီးကျယ်ဆုံးသူရဲခေါင်းဖေတမိုင်းတွင်သွားပါတော့တယ်